မင်္ဂလာပါဆာရာဟမ်မိတ်ပါရိုက်မှာကြိုဆိုပါရစေအခုဒီအိတ်လေးထိုးဖို့အတွက်ပေါ့နော်အိတ်လေးထိုးဖို့အတွက် 58cm ပေါ့နော်အရောက်ခံပြားလေးတစ်ခုလိုမယ်ပြီးတော့ခါကြရင် X size ကတော့ 4.5mm S size လေးရပြီးရင်ရေခဲချီပေါ့နော်ရေခဲချီလေးနှလုံးရေခဲချီလေးနှလုံးဆိုရင်ပေါ့နော်သူကတစ်လုံးကြော့လောက်ပဲကုန်မယ်ပေါ့နော်နောက်တစ်လုံးကျရင်သူကဒီလောက်ပို့မယ်ပေါ့နော်ဆိုရင်ရေခဲချီလေးနှလုံးရပြီးရင်ကကြီးလိုပါမယ်ပြီးရင်ချုပ်အပ်လေးရဲ့မကြိတ်လေးတွေရဲ့ပေါ့နော်အဲ့ဒါလေးလိုပါမယ်ဟုတ်ပြီပေါ့နော်ချီလေးကပဲနားလေးကနေပြောစားပြီးထိုးမလဲဆိုရင်ဒီဘူဒီလေးပေါ့နော်ဘူဒီလေးနဲ့တန်ဒီနားလေးကနေစပြီးတော့ချီစာလေးကိုယူလိုက်မယ်ပေါ့နော်ချူစာလေးကိုချိန်လိုက်မယ်ချူစာလေးကိုချိန်ယူပြီးရင်ဆွဲထုတ်လိုက်မယ်ပေါ့နော်အပြီးသွားရင်အနာမှာချိန်လေးတစ်ချိန်တက်ခဲ့လိုက်မယ်ပေါ့နော်ချိန်တစ်ချိန်ပြီးရင်နောက်ထပ်ချိန်တက်ပြီးသွားရင်အဲ့ပေါက်ထဲမှာပဲဝင်မယ်ဝင်ပြီးတော့တိုင်တူလေးတစ်တိုင်းဝင်ပြီးတော့ထိုးလိုက်မယ်နော်တိုင်တူတိုင်းဝင်ထိုးမယ်ပြီးသွားရင်အဲ့ပထမဦးဆုံးတိုင်တူထိုးခဲ့တဲ့အပေါက်မှာမကြိတ်လေးမှတ်ခဲ့လိုက်မယ်ပြီးသွားပြီဆိုရင်ဘေးပေါက်လေးတွေမှာတော့တစ်ပေါက်ကိုတစ်ချက်စီပဲပေါ့နော်တိုင်တူလေးလေးဝင်ပြီးတော့ထိုးလာခဲ့မယ်နော်ဒီပူသေးနဲ့တဲ့မှာတိုင်းထိုးမယ်ပြီးတော့ရင်ဒီအဝိုက်လေးနေရာမှာကျတော့တိုင်ပွားမယ်ပေါ့နော်တိုင်ပွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့ဒါဆိုရင်ဒီမှာတိုင်လေးပွားမယ်ပေါ့နော်ဒီမှာတိုင်ပွားမယ်ဒီတစ်ပေါက်သေးကိုသူကနှစ်တိုင်ဝင်ထိုးမယ်နော်တစ်ပေါက်သေးကိုနှစ်တိုင်ဝင်ထိုးမယ်ပြီးတော့ရင်ဒီမှာကဒီပေါက်မှာကတစ်တိုင်ပဲထိုးမယ်ပေါ့နော်ဒီပေါက်မှာကတစ်တိုင်းထိုးမယ်ပြီးတော့ရင်နောက်တစ်ပေါက်မှာကနှစ်တိုင်းပွားမယ်ပေါ့နော်သူကနှစ်တိုင်းပွားတစ်ပေါက်တစ်တိုင်းပေါ့နော်နှစ်တိုင်းပွားတစ်တိုင်းလို့ထိုးမယ်ပေါ့နော်အဲဆိုရင်ဒီမှာနှစ်တိုင်းပွားပြီးသွားပြီဆိုရင်နောက်တစ်ပေါက်မှာတစ်တိုင်းထိုးမယ်ပြီးတော့ရင်နောက်တစ်ပေါက်မှာနှစ်တိုင်းပွားမယ်ပေါ့နော်တစ်ပေါက်တည်းကိုနှစ်ချက်ဝင်ထိုးပြီးတော့နှစ်တိုင်းပွားမယ်နှစ်တိုင်းပွားမယ်နှစ်တိုင်းတော့ပွားပြီးသွားပြီဆိုရင်ဒီဘူဒီနဲ့တက်မှာတော့တစ်တိုင်းပဲပေါ့နော်ပြီးတော့သူကဒီလိုမျိုးလေးခုံနေရပါတော့အပြင်ဘက်ကိုမခုံအောင်သူအတွင်းဘက်ကိုကုတ်ရမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီဥစ္စာလေးတွေကိုဒီလိုမျိုးလေးကုတ်လာပြီဆိုရင်ထိုးပြီးတိုင်းမှာဒီဘက်ထဲကိုပြန်ပြီးတော့ဒီလိုမျိုးလေးလုပ်ပေးပေါ့နော်ပြီးသားပြီဆိုရင်ကျန်တာလေးရတော့တစ်ပေါက်ကိုတစ်ချက်စီပဲခုနကထိုးလာခဲ့တဲ့အတိုင်းထိုးလာခဲ့မယ်ပေါ့နော်ဒီလိုမျိုးလေးတစ်ပေါက်ကိုတစ်ချက်စီပဲထိုးလာခဲ့မယ်နော်ဒီဘူဒီနဲ့တက်မှာကတတိုင်းထိုးမယ်ပြီးသွားပြီဆိုရင်ဒီအဝိုင်းနေရာလေးတွေမှာတိုင်ပွားမယ်ပေါ့နော်အဲကြတော့ဒီပေါက်မှာနှစ်တိုင်းဝင်ပြီးတော့ထိုးမယ်နှစ်တိုင်းဝင်ထိုးမယ်ပြီးသွားရင်တတိုင်းထိုးမယ်ပြီးရင်နှစ်တိုင်းထိုးမယ်ပြီးရင်တစ်တိုင်းထိုးမယ်ပြီးရင်နောက်ဆုံးမှာနှစ်တိုင်းဝင်ထိုးမယ်ပေါ့နော်ပြီးသွားရင်တော့ဒီမကြိတ်မှတ်ထားတဲ့အပေါက်လေးထဲမှာဝင်ပြီးတော့ stick လေးဝင်ထိုးမယ်ပေါ့နော်တိုင်ကိုဒီဘက်ထိဆွဲထုတ်လာခဲ့မယ်ချီကိုနော်ပြီးသွားပြီဆိုရင်
ပြီးသွားပြီဆိုရင်ချိန်တစ်ချိန်တက်လိုက်မယ်ချိန်တက်ပြီးသွားရင်ဒီမှတ်ချိန်မှတ်ထားတဲ့အပေါက်ထဲမှာတိုင်တူတိုင်းဝင်ထိုးမယ်ပေါ့နော်ဒါဆိုရင်ဒီမှတ်ချိန်မှတ်ထားတဲ့ပေါက်ထဲမှာတိုင်တူလေးတိုင်းဝင်ပြီးတော့ထိုးလိုက်မယ်တိုင်တူတိုင်းဝင်ထိုးပြီးသားပြီဆိုရင်မှတ်ချိန်မှတ်မယ်ပေါ့နော်မချိန်မှတ်ပြီးသွားပြီဆိုရင်ကျန်တာလေးတွေကတော့တစ်ပေါက်ကိုတစ်ချက်စီပေါ့နော်တစ်ပေါက်ကိုတစ်ချက်စီထိုးလာခဲ့မယ်စုစုပေါင်းဆိုရင်သူကဒီပတ်ပတ်လဲပေါ့နော်ဒီကနေစပြောမချိန်မှတ်တိုင်းကနေစပြောပတ်ပတ်လဲပေါ့နော်ဒီနောက်ဆုံးကိုရောက်တဲ့ထိပေါ့နော်ဒီနောက်ဆုံးနာကဒီတိုင်လေးကိုရောက်တဲ့ထိဆိုရင်44တိုင်ရှိမယ်ပေါ့နော်အဲဆိုတစ်ပတ်ပြည့်ပြီးတိုင်းမှာ44တိုင်ရှိလားဆိုပြန်ပြီးရည်မယ်ပေါ့နော်မဟုတ်ရင်သူကအဲ့အောက်ခြေနာလေးမှာတင်ပေါ့နော်တိုင်ရောတာဖြစ်ဖြစ်တိုင်များတာဖြစ်ဖြစ်အဲ့လိုမျိုးလေးပွားလာခဲ့ပြီဆိုရင်ပေါ်တက်ရင်မလာတော့ဘူးပေါ့နော်အဲ့လိုမျိုးလေးဖြစ်မှာအဲဆိုရင်44တိုင်းရှိရမယ်ပေါ့နော်အဲဆိုရင်တရန်ပြီးတိုင်းတရန်ပေါ့နော်44တိုင်းရှိလားဆိုပြီးတော့လိုမျိုးလေးရှိလာခဲ့မယ်နော်ဒါကတော့ပုံမှန်တိုင်းပဲတစ်ပေါက်ကိုတစ်ချက်စီပဲထိုးတော့မှာတိုင်နေမပွားတော့ဘူးပေါ့နော်တစ်ပေါက်ကိုတစ်ချက်စီပဲထိုးလာခဲ့တော့မှာစုစုပေါင်းဆိုရင်တိုင်တူ44တိုင်းရှိမယ်နော်ဒီဘက်အဝိုင်းလေးတွေပေါ့နော်ဒီဘက်တိုင်ပွားထားတဲ့နေရာမှာမပွားတော့ဘူးပေါ့နော်ဒီနေရာလေးမှာတစ်ပေါက်ကိုတစ်ချက်စီပဲဝင်ပြီးတော့ထိုးလာမှာဒီမှာတိုင်ပြန်မပွားတော့ဘူးပေါ့နော်တစ်ပေါက်ကိုတစ်ချက်စီပဲပြန်ပြီးတော့ထိုးလာခဲ့မှာနော်ဒါလေးတွေကအတွင်းဘက်ကိုခုံလာပြီဆိုရင်ဒီလိုမျိုးလေးပြန်ပြီးတော့ကောက်ပြီးပေါ့နော်ဆိုရင်တိုင်လေးတွေကိုရီးပြီးထိုးလာခဲ့မယ်စုစုပေါင်း44တိုင်ရှိမယ်ဆိုရင်ဒီမဲ့နောက်ဆုံးမှာပေါ့နော်44တိုင်ပေါ့နော်44တိုင်နောက်ဆုံးရောက်သွားပြီဆိုရင်ဒီမှတ်ချိန်မှတ်ထားတဲ့နေရာလေးကိုဝင်မယ်ပြီးသွားရင် slit stitch ဆွဲမယ်ပေါ့နော် slit stitch ချင်းလေးကိုဆွဲထုတ်လိုက်မယ်ပြီးသွားရင်ချိန်တစ်ချိန်တက်လိုက်မယ်ပေါ့နော်ချိန်တက်ပြီးသွားရင်ဒီမှတ်ချိန်မှတ်ထားတဲ့နေရာလေးမှာတိုင်တူလေးတစ်တိုင်းဝင်ပြီးတော့ထိုးမယ်နော်မှတ်ချိန်မှတ်ထားတဲ့နေရာမှာတိုင်တူတစ်တိုင်းဝင်ပြီးထိုးလိုက်မယ်ပြီးသွားရင်အဲတိုင်မှာမှတ်ချိန်လေးပြန်ပြီးတော့မှတ်ခဲ့မယ်ဆိုရင်ပပတ်လေကဒီတိုင်းလေးပဲထိုးရမှာပေါ့နော်ပတ်တန်လေးကတိုင်တိုလေးတွေတစ်ပေါက်ကိုတစ်ချက်စီပေါ့နော်တိုင်တိုလေးတွေဒီတစ်ပေါက်ကိုတစ်ချက်စီပပတ်လေထိုးလာခဲ့မယ်ပေါ့နော်စုစုပေါင်း44တိုင်ပြည့်အောင်ပေါ့နော်44တိုင်ပြည့်အောင်ရည်ပြီးထိုးလာခဲ့မယ်အဲ့ဒါဆိုရင်ဘယ်နှစ်တန်းအတိုင်းဆက်ပြီးထိုးမလဲဆိုတော့စုစုပေါင်း12တန်းထိုးမှဖြစ်တဲ့အတွက်ပေါ့နော်အခုကဒါလေးနဲ့ဆိုရင်1တန်း2တန်းပေါ့နော်အခု2တန်းထိုးပြီးသွားပြီပေါ့နော်နောက်ထပ်10တန်းထပ်ပြီးထိုးမယ်ပေါ့နော်ဒီတိုင်းလေးပဲပပတ်လေလေးဒီတိုင်တိုလေးနဲ့ပဲနောက်ထပ်10တန်းထပ်ပြီးထိုးမယ်ပေါ့နော်ပြရဆိုရင်ဒီမဲ့စုစုပေါင်းပေါ့နော်တိုတယ်12တန်းထိုးပြီးသွားပြီပေါ့နော်12တန်းထိုးပြီးသွားပြီဆိုရင်နောက်ဆုံးမှာပေါ့နော်ဒီမဲ့44တိုင်းပြီးသွားပြီဆိုရင်ဆုံးသက်လိုက်မယ်ပေါ့နော် mask list လေးဝင်ထိုးမယ်ဝင်ထိုးပြီးသွားရင်ချိန်တစ်ချိန်တက်မယ်ပေါ့နော်ချိန်တက်ပြီးသွားရင်ဒီမှာက12တန်းမြောက်ဆိုတော့ကြိုးကိုရှည်ရှည်လေးထားပြီးပေါ့နော်ကြိုးစားလေးတိတ်မှဖြစ်တဲ့အတွက်နည်းနည်းရှည်ရှည်လေးထားပြီးခြေစားလေးကိုဖြတ်လိုက်မယ်ပြီးသွားရင်ချုပ်အလေးနဲ့ခြေသားလေးလိုက်ပြီးတိတ်မယ်နောက်ဆိုရင်ခြေသားလေးကိုဝင်ပြီးတော့တင်လိုက်မယ်ပေါ့နော်ဒီအတွင်းဘက်ထဲနောက်ဒီပေါ်ရန်လေးတွေတင်ရှက်ပြီးတော့ကျိုးလေးကိုထည့်မယ်
နော်ခြေစာလေးတင်ပြီးသွားပြီဆိုရင်အဖုံးပေါ့နော်အဖုံးထိုးဖို့အတွက်အရင်ဦးဆုံးဒီအိတ်လေးကိုဒီလိုမျိုးလေးကင်လိုက်မယ်ပေါ့နော်ဒီလိုလေးကင်လိုက်ရင်ဒီထောက်မှာပေါ့နော်ဒီလိုမျိုးထောင်းဖြစ်နေတဲ့နေရာလေးမှာမချိတ်လေးမှတ်လိုက်မယ်နော်တောင်းဖြစ်နေတဲ့နေရာလေးမှာမချိတ်မှတ်ဒီဘက်ကလည်းတောင်းဖြစ်နေတဲ့နေရာလေးမှာမချိတ်လေးမှတ်လိုက်မယ်နော်မချိတ်လေးမှတ်လိုက်မယ်အဲ့ဒါဆိုရင်ခုနကခြေစာတင်ခဲ့တဲ့ဘက်ကနေစပြီးအဖုံးလေးထိုးမှာပေါ့နော်အဖုံးလေးထိုးမှာဆိုဒီမျိုးလေးမချိတ်လေးမှတ်ပြီးသွားပြီဆိုရင်ဒီဘက်ကနေပြီးတော့1 2 3 4 5တိုင်ပေါ့နော်5တိုင်6တိုင်မြောက်မှာမချိတ်လေးမှတ်မယ်နော်6တိုင်မြောက်မှာမချိတ်မှတ်မယ်ဒီဘက်ကနေပြီးတော့လေ1 2 3 4 5 6တိုင်မြောက်မှာမချိတ်လေးမှတ်မယ်ပေါ့နော်အဲ့6တိုင်မြောက်နေရာနေစပြီးတော့ထိုးမယ်ပေါ့နော်ဒီမချိတ်မှတ်ထားတဲ့နေရာလေးကနေပြီးတော့ခြေစားလေးကိုယူလိုက်မယ်ဒီကျိုးလေးကိုဖွက်ပြပေါ့နော်ဖွက်ပြတင်ငယ်မှာဖြစ်တဲ့အတွက်ကျိုးစားလေးနည်းနည်းရှိထားခဲ့မယ်နော်ခြေစားလေးယူပြီးသွားပြီဆိုရင်ချိန်တစ်ချိန်နှစ်ချိန်တက်လိုက်မယ်နော်တွားရင်ဒီမှာချိန်လေးကိုဖြုတ်လိုက်နှစ်ချိန်တက်ပြီးသွားပြီနှစ်ချိန်တက်ပြီးသွားပြီဆိုရင်အဲ့အပေါက်မှာပဲပေါ့နော်ဒီပေါက်မှာပဲတိုင်လက်လေးဝင်ထိုးမယ်ပေါ့နော်တိုင်လက်ဝင်ထိုးမှာဖြစ်တဲ့အတွက်အပေါ်မှာတရစ်တင်မယ်အဲ့ပေါက်ထဲမှာဝင်မယ်ပြီးသွားရင်ခြေစားလေးကိုတစ်ခါတည်းသုံးပင်လုံးဖြတ်ခဲ့လိုက်ဒီဘက်ထိပေါ့နော်ပြီးရင်အဲ့တိုင်မှာပထမဦးဆုံးတိုင်မှာမချိတ်လေးမှတ်ခဲ့လိုက်မယ်နော်ပထမဆုံးတိုင်မှာမချိတ်မဲအပြီးသွားရင်တစ်ပေါက်ကိုတစ်ချက်စီပေါ့နော်တိုင်လေးတွေတစ်ပေါက်ကိုတစ်ချက်စီဝင်ပြီးထိုးလာခဲ့မယ်တော့ဘယ်လောက်ရှိမလဲဆိုတော့6 9 8 9 10 11 12ပေါ့နော်စုစုပေါင်းဒီဘက်မကြိတ်ဒီဆိုရင်ဒီအပြားလေးကစုစုပေါင်း12ခုရှိမယ်ပေါ့နော်12တိုင်ရှိမယ်ပေါ့နော်နောက်ဆုံးတိုင်ပေါ့နော်ဒီမကြိတ်မတိုင်ရဲ့နောက်ဆုံးတိုင်12တိုင်မြောက်မှာတိုင်လက်လေးဝင်ထိုးမယ်ဝင်ထိုးပြီးသွားပြီဆိုရင်ချိန်လေး2ချိန်တက်လိုက်မယ်နော်ချိန်2ချိန်တက်ပြီးသွားရင်ဒီဘက်ကိုပြန်လဲမယ်နော်ဒီဘက်ပြန်လဲပြီးသွားရင်ဒီချီလေးကဖြတ်ခဲလိုက်တော့ပေါ့နော်နော်ပြန်လဲပြီးသွားပြီဆိုရင်အဲ့အပေါက်မှာပဲဒီအပေါက်မှာပဲဝင်ပြီးတော့တိုင်လက်လေးထိုးမယ်နော်တိုင်လက်လေးဝင်ထိုးမယ်ပြီးသွားရင်မချိတ်လေးမှတ်ခဲမယ်နော်မချိတ်လေးမှတ်ခဲလိုက်မယ်နော်အဲ့ဆိုရင်12တိုင်ဝင်ပြီးတော့ထိုးမယ်ပေါ့နော်သူလည်းတစ်ပေါက်ကိုတစ်ချက်စီတိုင်လက်လေးတွေပေါ့နော်တိုင်လက်လေးတွေ12တိုင်ဝင်ပြီးတော့ထိုးမယ်နော်ဒီဘက်ကဒီဘက်တိုင်ဒီဘက်နားရောက်တဲ့ဒီ12တိုင်ဝင်ပြီးတော့ထိုးမယ်ပြီးရဆိုရင်အဲ့လိုမျိုးလေးပေါ့နော်12တိုင်ကို9တန်းထိုးခဲ့မယ်ပေါ့နော်ဒီမှာ1 2 3 4 5ပေါ့နော်9တန်းထိထိုးခဲ့မယ်9တန်းထိုးပြီးသွားပြီဆိုရင်တော့အိတ်လေးကိုအဆုံးတက်မယ်ပေါ့နော်အဲ့တော့ချိန်တစ်ချိန်တက်လိုက်မယ်ပြီးသွားရင်ကျိုးလေးကိုရှည်လေးထားပြီးဖြတ်လိုက်မယ်ပေါ့နော်ခြေစားလေးတိမ်ဖို့အတွက်နော်ပြီးသွားရင်ခုနလိုပဲခြေစားလေးချုပ်အလေးနဲ့ခြေစားလေးတိမ်ပြီးတော့ဖြတ်လိုက်မယ်ခြေစားလေးတိမ်လိုက်မယ်ပေါ့နော်ခြေစားလေးတိမ်ပြီးတော့ရင်တော့ဒီနားမှာအိတ်ခလုတ်လေးတက်မယ်နော်ခြေစားလေးတိမ်ပြီးသွားပြီဆိုရင်ဒီမဲ့အိတ်ခလုတ်လေးတက်တော့မယ်ပေါ့နော်ခလုတ်လေးတက်မယ်ဆိုတော့အရင်ဆုံးနေရာချမယ်ပေါ့နော်ချမယ်ဒီကလေးကိုဖြည့်လိုက်မယ်ဝင်ဆန်အောင်လို့ပေါ့နော်ဝင်ဆန်အောင်လို့ဖြည့်လိုက်မယ်ပြီးသွားရင်ဒီဟာလေးကိုစန်တာပေါ့နော်စန်တာကြအောင်လို့တခြားလေးချိန်ပြီးတော့ထည့်မယ်နော်စန်တာကြအောင်လို့တခြားလေးချိန်ထည့်ပြီးသွားပြီဆိုရင်ဒီအတွင်းထဲထိပေါ့နော်ဒီချီလေးကိုဒီအတွင်းထဲထိအောင်ထည့်မယ်နော်ဒီတိုင်းဆိုရင်ဖိလိုက်မယ်စန္ဒာကြလာတစ်ချက်ကြည့်မယ်ပေါ့နော်နည်းနည်းလေးရပြီးတိုင်းစန္ဒာကြရဲဆိုရင်အသေးဖိမယ်ပေါ့နော်သူကပလာယာလေးနည်းနည်းပေါ့နော်ပလာယာလေးနည်းနည်းသုံးပြီးဖိမယ်နော်ပြီးရင်ဒီကအဝိစာပေါ့နော်အဝိစာနဲ့လည်းရရနော်ကျွန်တော်လောလောဆယ်အဝိစာလေးမရှိတော့ဒါပေမဲ့ပွန်းမှာဆိုလို့ပေါ့နော်ဒီကဖိရဲ့ချိန်ကြရင်ပွန်းမှာဆိုလို့အဝိစာလေးခံပြီးတော့ဖိမယ်
လေးတခြားခိုင်းနေအောင်ဖိမယ်ပေါ့နော်အဲ့တော့ဒါဖိပြီးသားပြီဆိုရင်ဒီမှာနေရာချမယ်ပေါ့နော်အဲ့ဆိုရင်အဲ့လေးကိုဒီလိုလေးလောက်ကြည့်လိုက်နော်ပြီးတော့ရင်ဒီနားလေးလောက်ပေါ့နော်တခြားတက်တယ်လေဆိုရင်ကိုကတေချာလေးချိန်ကြည့်မယ်ပေါ့နော်တေချာလေးနေရာရပြီးတော့ပေါ့နော်အဆင်ပြေပြီဆိုမှတေချာပြီးတဲ့ပြီးအဆင်ပြေပြီဆိုမှဒီနောက်ထဲမှာကုတ်လိုက်မယ်ပေါ့နော်သူကဒီမှာဒီလိုလေးတန်လေးရှိမယ်နော်ဒါမျိုးလေးထွက်နေမှာနော်အဲ့ဒါလေးကိုဖိချလိုက်အောင်မယ်ဆိုရင်အဲ့လေးရပြီအဲ့လေးပြီးတာပြီအဲ့ဆိုရင်ကျိုးတက်ဖို့ပဲကျန်တော့မယ်ပေါ့နော်ကျိုးလေးကလည်းဒီလိုမျိုးချီကျိုးလေးနဲ့ထိုးပြတက်မယ်ပေါ့နော်ဒါမှမဟုတ်ကျိုးရှည်တက်ရှင်နေဆိုလဲတန်ကျိုးလေးတက်လို့ရတယ်ပေါ့နော်သူကဒီနားလေးမှာလာတက်မှာနော်ဆိုရင်ကျိုးလေးထိုးမယ်ပေါ့နော်ကျိုးထိုးဖို့အတွက်ဒီလိုမျိုးလေးစုံလဲချိတ်လေးလိုတယ်ပေါ့နော်စုံလဲချိတ်လေးဆိုရင်ရုံဆုံးစထိုးမယ်ဆိုရင်ဒီထဲကနေပြီးတော့ပေါ့နော်ဒီမှာဝင်ပြီးတော့ခြေစားလေးကိုဆွဲလိုက်မယ်ဒီခြေစားလေးနည်းနည်းရှိလေးထားပေါ့နော်သူကခြေလေးပြန်ချုံမှဖြစ်တဲ့အတွက်ကြောင့်မို့ဒီခြေစားလေးနည်းနည်းရှိလေးထားပြီးတော့ချိန်လေးတစ်ချိန်ထိုးလိုက်မယ်ပေါ့နော်ချိန်တစ်ချိန်ထိုးမယ်ပြီးတော့ရင်နောက်ထပ်ချိန်နှစ်ချိန်တက်မယ်ပေါ့နော်နှစ်ချိန်တက်ပြီးသွားပြီဆိုရင်နှစ်ချိန်တက်ပြီးသွားပြီဆိုရင်ဒီမဲ့ပေါ့နော်ဒီပေါက်မယ်တရားချိန်မယ်လာပြီးတော့တိုင်တိုးလေးတစ်ချက်ထိုးလိုက်မယ်နော်တိုင်တိုးတစ်ချက်ထိုးပြီးသွားပြီဆိုရင်တိုင်တိုးတစ်ချက်ထိုးပြီးသွားပြီဆိုရင်ဒီဘက်ကိုလဲမယ်ပေါ့နော်ဒီဘက်ကိုလဲပြီးသွားရင်ဒီမဲ့ပေါ့နော်နှစ်ကျိုးရှိရပေါ့နော်နှစ်ကျိုးရှိရနေရာလေးကိုဒီမဲ့တစ်ကျိုးဒီမဲ့တစ်ကျိုးနော်ပြီးရင်ဒီပန်းရောင်လေးကတစ်ကျိုးပေါ့နော်ပန်းရောင်လေးကတစ်ကျိုးနော်အဲဆိုရင်နှစ်ကျိုးပေါ့နော်အပေါ်မှာနှစ်ကျိုးလုံးကိုင်းမယ်ပေါ့နော်နှစ်ကျိုးလုံးကိုင်းတင်ပြီးသွားရင်ခြေလေးကိုယူလိုက်မယ်ယူပြီးသွားရင်ကိုလေးဖြတ်မယ်နော်အပြီးသွားရင်ဒီဘက်ကိုပြန်လဲမယ်ဒီဘက်ကိုပြန်လဲရင်လည်းဒီမှာနှစ်ကျိုးရှိရပေါ့နော်အဲ့ဒီမှာသူကတစ်ကျိုးနှစ်ကျိုးရှိရပေါ့နော်အဲ့နှစ်ကျိုးကိုယူမယ်နောက်နှစ်ကျိုးတဲ့ထိုးမယ်ဒီမှာတစ်ကျိုးနော်တစ်ကျိုးနောက်ထပ်တစ်ကျိုးနောက်တော့ဒီဘက်ထိမသွားဘူးပေါ့နော်ဒီထိမသွားဘူးနော်ဒီကမပါဘူးဒီကျိုးလေးတယ်အဲ့ဆိုရင်နှစ်ကျိုးပြီးသွားရင်ယူမယ်နော်ပြီးသွားရင်ဒီဘက်ကိုပြန်လှည့်မယ်နော်သူကအဲ့လိုလေးဟိုဘက်ဒီဘက်လှည့်သွားမှာနော်ဒီမှာအပေါ်မှာနှစ်ကျိုးနော်အပေါ်မှာနှစ်ကျိုးယူမယ်ပြီးရင်လိုလေးဖြတ်မယ်ပြီးရင်ဒီဘက်ကိုလဲမယ်ဘက်ကလည်းအပေါ်မှာနှစ်ကျိုးယူမယ်ဒီဟာအောင်မပါဘူးဒီကျိုးမပါအောင်နော်ဒီကျိုးမပါဘူးဒီနှစ်ကျိုးတယ်ဒီကျိုးလေးနှစ်ကျိုးတယ်ဆိုရင်ယူမယ်ဒီဘက်ကိုပြန်လဲမယ်အဲဆိုရင်ပတ်တန်လေးကတော့ဒီတိုင်းလေးပဲပေါ့နော်ဟိုဘက်လဲလိုက်ဒီဘက်လဲလိုက်နဲ့လူမျိုးလေးထိုးလာခဲ့မှာပေါ့နော်ဘယ်ထိထိုးလာမလဲဆိုရင်ကျိုးကတော့ကျွန်တော်ကတော့ကျိုးတူလေးဖြစ်တဲ့အတွက်ပေါ့နော်40 cm လောက်ပဲထိုးတယ်ပေါ့နော်အဲဆိုရင်ဒီဘက်ကိုလဲလိုက်ဒီဘက်ကိုလဲလိုက်ပြင်ဟိုဘက်ပြန်လဲလိုက်ပေါ့နော်အဲဆိုရင်ပတ်တန်ကတော့ဒီတိုင်းလေးပဲထိုးလာခဲ့မယ်ပေါ့နော်ပြီးရင်ဒီကျိုးစားလေးကိုရင်သိမ့်မယ်ဟောဒီကျိုးစားလေးကိုချုပ်ဝက်လေးနဲ့ရင်တင်လိုက်မယ်
လေးပေါ်ရင်လေးရှက်ထိုးပြီးတော့ဂျူစာလေးကိုတင်လာခဲ့မယ်နော်အဲ့ဒါဆိုရင်အရှည်ကို40 cm လောက်အရှည်ထိထိုးလာခဲ့မှာပေါ့နော်ပြီးတော့အဲ့ဒါဆိုရင်ဒီမှာ40 cm ပေါ့နော်40 cm လောက်ရောက်တဲ့ထိထိုးပြီးသွားပြီဆိုရင်ခုဘက်မှာပြန်ပြီးတော့ပေါ့နော်ဆုံးလေကြိတ်လေးနဲ့ပြန်ပြီးတော့တွဲမယ်ပေါ့နော်ဆိုရင်ဒီမှာ40 cm ပေါ့နော်40 cm ထိထိုးပြီးသွားပြီဆိုရင်ဒီဘက်မှာဆုံးလေကြိတ်လေးနဲ့လာပြီးတော့တွဲမယ်အဲ့ဆိုရင်အရင်ဆုံးရတိုင်းဒီနော်ကျိုးလေးကိုမလင်အောင်လို့ညီလေးကိုင်မယ်နော်နော်အဲ့ဒါဆိုရင်ဒီမဲ့ပေါ့နော်ပြီးသွားပြီဆိုရင်ဒါလေးတက်ဖို့အတွက်သူကဒီမဲ့ကျိုးလေးမလင်အောင်လို့ပေါ့နော်တခြားလေးဒီလိုလေးပူပြီးတော့ကိုင်လိုက်မယ်ပေါ့နော်ကိုင်ပြီးသွားရင်မဲ့ကျိုးလေးမလင်ဘူးတခြားသွားပြီဆိုဒီဥစ္စာလေးကိုဒီမဲ့လာပြီးတော့ကတ်လိုက်ပေါ့နော်လူမျိုးလေးကတ်ကိုင်ပြီးတော့ခါကြရင်ဒီကျူကဝင်ပြီးတော့ထိုးမယ်နော်ဒီကျိုးလေးဝင်ပြီးတော့ထိုးမယ်နော်ဒီကနေပြီးတော့ခြေကိုယူလိုက်မယ်နော်ဆွဲထုတ်လိုက်မယ်ပြီးသွားရင်ချိန်လေးတစ်ချိန်တက်လိုက်မယ်နော်ချိန်တက်ပြီးသွားပြီဆိုရင်ဒီဘက်မှာရှိရဲ့ပေါက်လေးလေးကိုဝင်ပြီးတော့ခြေကိုယူမယ် slit ပေါ့နော် slit လိုလေးထိုးလိုက်မယ်နော်အဲ့ဆိုရင်ဒီလိုမျိုးလေးရမယ်နော် slit လေးထိုးပြီးသွားပြီဆိုရင်ကျိုးစာလေးကိုနည်းနည်းရှည်ရှည်လေးဖြတ်မယ်ပေါ့နော်နည်းနည်းရှည်ရှည်လေးဖြတ်ပြီးတော့ခြေစာလေးကိုခုနကလိုပဲချုပ်အပ်လေးနဲ့တင်ခဲ့လိုက်မယ်နောက်ခုနလိုပဲချုပ်အပ်လေးနဲ့ခြေစာလေးတင်ခဲ့လိုက်မယ်ဒါဆိုရင်ဒီလိုမျိုးလေးရသွားရင်နော်အဲ့ဆိုရင်ဒီမှာလာပြီးတော့တက်မယ်ပေါ့နော်ဒီအိမ်မှာလာပြီးတော့တက်မယ်အိမ်မှာတက်ဖို့ဆိုရင်ခုနအရင်ဆုံးပေါ့နော်ပထမဦးဆုံးဒီဥစ္စာထိုးခဲ့တော့ပေါ့နော်ဒီဥစ္စာထိုးခဲ့တော့ဖေးဘက်နှစ်ဖက်မှာလေမကြိတ်လေးနဲ့ဒီလိုတောင်းလေးမခဲနေရရှိရနော်အဲ့ဆိုရင်အဲ့တောင်းလေးနှစ်ခုမှာပဲတက်မှာပေါ့နော်အဲ့ဆိုရင်ဒါလေးကတော့ဘာမှမခတ်ပါဘူးဒီလိုမျိုးလေးဝင်ပြီးတော့ချိတ်လိုက်ရမယ်နော်ဒီမကြိတ်မှတ်ထားတယ်ဒီပေါင်းလေးမှာဝင်ပြီးတော့ချိတ်လိုက်မယ်နော်ဒီတိုင်းဒီဘက်ကလည်းဒီမကြိတ်မှတ်ထားတယ်ဒီတောင်းဖြစ်နေနေရလေးပေါ့နော်တောင်းဖြစ်နေနေရလေးမှာချိန်လိုက်မယ်နော်အဲဆိုရင်အဲ့ကလေးကပြီးသွားပြီနော်အဲ့လေးရသွားပြီနော်ဒီဘက်ကဟာလေးကတော့ခြေစာလေးတိမ့်မယ်